Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ Bishop ရဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီချက်ပြမှာကတော့အိမ်မှာလူတွေချက်စားလို့ရတဲ့ထောက်ပံ့တဲ့ channel လေးပဲဖြစ်ပါတယ်ဗျာကျွန်တော်တဲဘူးလာလို့ရှိရင်စီအနေငယ်ထည့်ပါမယ်ကျက်စုံနီလေးအနေငယ်ထည့်ပြီးတော့စီတက်ပါမယ်ကြာရင်ကျွန်တော်တို့ကထောက်ပံ့စီလေးထည့်ပါမယ်ကရိုရေးရွယ်တကြဘူးကောင်းစီရစင်နဲ့ငယ်ထည့်ပြီးတော့စီတက်ပါမယ်မီးရေးလေးနဲ့စီတက်မှာဖြစ်ပါတယ်။ကြာရင်တော့ကျွန်တော်ဆေးထားတဲ့ဓာတ်မောက်ဆန်လေးကိုထည့်မှာဖြစ်ပါတယ်။ကျွန်တော်ကတော့ဓာတ်မောက်ဆန်ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။နိုင်ငယ်လေးမှွေပေးတဲ့အခါမှာတော့ကျွန်တော်တို့ပေါင်းလေးကိုပြောင်းပြီးတော့ထည့်မှာဖြစ်ပါတယ်။ပေါင်းနဲ့ထည့်တဲ့ခါမှာလည်းရေကိုပုံမှန်ထည့်ချက်တဲ့အတိုင်းပဲရေကိုလက်တစ်စက်ထည့်မှာဖြစ်ပါတယ်။ရေလက်တစ်စက်ထည့်ပြီးတော့အဲ့ဒါမှာကျွန်တော်ဆန်သုံးခုချက်ထားတဲ့အတွက်ကြောင့်မို့ရာသုံးစွန်းထည့်ပါမယ်။ table spoon နဲ့ပေါ့နော်။ပြီးရင်စားတစ်စုံထည့်ပါမယ်။အဲ့တော့ထည့်ပြီးတော့ပေါင်းထဲမှာထည့်ပြီးတော့ပေါင်းမှာဖြစ်ပါတယ်ဗျာ။အဲ့တော့ကြသားချက်မှာဖြစ်ပါတယ်ချက်ဖို့တော့ကရိုရွက်လေးရဲ့တချက်ဘူးခောက်လေးရဲ့ထည့်ပြီးတော့စီတက်မှာဖြစ်ပါတယ်ကြာရင်ကျွန်တော်ဇီယာမုတ်အနေငယ်လေးထည့်ပါမယ်ကြာရင်ကျွန်တော်တို့ထောင်းထားတဲ့ငွေသီးမုတ်နဲ့ထောင်းထားတဲ့ကျက်သွန်အနီလေးထည့်ပါမယ်ကျက်သွန်အနီလေးမှုေးလာအောင်ကျွန်တော်တို့စီတက်မှာဖြစ်ပါတယ်ရောင်လေးနည်းနည်းလိုတဲ့အတွက်ကြောင့်မို့ရောင်နေလေးနှစ်စောင်းလောက်ထည့်မှာဖြစ်ပါတယ်အခုလိုမျိုးရောင်လေးရလာပြီဆိုရင်တော့ချက်သားလေးထည့်ပြီးတော့လုံးမှာဖြစ်ပါတယ်ဗျာနည်းနည်းလေးစီပြန်တဲ့အထိလုံးမှာဖြစ်ပါတယ်ချက်သားမဆလာလေးထည့်ပါမယ်ဒါတော့စုံစမ်းရည်လေးနည်းနည်းထည့်ပါမယ်အားအစီပြန်ပါကြောင်းကြည့်ပါဦးကိုအရင်စားချက်များကောင်းတဲ့ကြက်သားချက်လေးရပါပြီခင်ဗျာနောက်မှွေးကြိုင်နေတာပါပဲကြီးနဲ့တောင်ပိုက်စားလာပါပြီလို့ကျွန်တော်ထမင်းလေးကိုဥနီထည့်ပါမယ်စတော်ပဲထည့်ပါမယ်ပြန်တော့ဒီစပြည့်ချောင်းနဲ့ဒါတီယိုသေးထည့်ပြီးတော့နောက်မှွေးပါဖြစ်ပါတယ်ဗျာခုထည့်တဲ့ဥစ္စာတွေကိုထမင်းစားတေကလေးကထည့်လို့လည်းရပါတယ်ကျွန်တော်ကမမလေးစားရတဲ့အတွက်ကြောင့်မို့ထမင်းပေါင်းမတက်ခင်လေးမှာထည့်တာဖြစ်ပါတယ်ဗျာ